မင်္ဂလာပါခင်ဗျာ Zavlog ကပြန်လည်ကြိုဆိုပါရစေ။မကြာခင်12လပိုင်းမှာရုံတင်မဲ့ Avenger ရဲ့အကောင်းဆုံးဇာတ်ကားဖြစ်လာမဲ့ Doomsday မတိုင်ခင်ကျွန်တော်တို့ဘာတွေသိထားရမလဲ။ Robert Downey Jr. က MCU ရဲ့အကြီးမားဆုံး villain ဖြစ်တဲ့ Dr. Doom အဖြစ်ပြန်ပါလာပါပြီ။ဒါပေမဲ့ Doomsday ရဲ့ဇလန်းကိုအပြည့်အဝနားလည်ခံစားနိုင်ဖို့ MCU ဇာတ်ကားအကုန်လုံးကိုအစကနေပြန်ကြည့်စရာမလိုပါဘူး။ Multiverse concept incursion ပြဿနာနဲ့ Dr. Doom ရဲ့အစပြိုးမှုကိုချိတ်ဆက်ပေးမဲ့မဖြစ်မနေကြည်ထားရမဲ့ရုပ်ရှင်နဲ့ series ရှစ်ကားကိုစူးစီးဖော်ပြပေးလိုက်ပါတယ်။နံပါတ်1ပထမဆုံးအရေးကြီးဆုံးကတော့ Loki series ပါပဲ။ Multiverse တွေဘယ်လိုအလုပ်လုပ်လဲ timeline တွေဘယ်လိုပြိုကွဲတတ်လဲဆိုတာကို TVA ကနေတဆင့်ရှင်းပြထားပါတယ်။ TVA ကတော့ Time Variance Authority လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုပါ။ Season 2 အဆုံးမှာ Loki က Multiverse တစ်ပင်ကြီးကိုထိန်းချုပ်လိုက်ပေမဲ့ဒီစနစ်ကအမြဲတမ်းတည်ငြိမ်မနေဘူးဆိုတာ Doomsday အတွက်အဓိကအခြေခံဖြစ်လာပါလိမ့်မယ်။နံပါတ်2 Spider-Man No Way Home Universe တစ်ခုနဲ့တစ်ခုရောထွေးသွားရင်ဘာဖြစ်မလဲဆိုတာကို live action မှာပထမဆုံးမြင်သာအောင်ပြသခဲ့တဲ့ဇာတ်ကားပါ။ Multiverse ရဲ့အနေရနဲ့တခြား Universe ကဇာတ်ကောင်တွေပေါ်လာနိုင်ပုံကိုနားလည်ဖို့မဖြစ်မနေကြည့်နေရပါမယ်။နံပါတ်3 Doctor Strange in the Universe of Madness ဒီကတော့ Doomsday အတွက်အဓိကတော့ချက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ incursion လို့ခေါ်တဲ့ universe နှစ်ခုတိုက်မိပြီးအကုန်လုံးပျက်စီးသွားစေတဲ့ဖြစ်စဉ်ကိုဒီကားမှာအပြည့်အစုံရှင်းပြထားလို့ပါ။ Dr. Doom ရဲ့ရည်ရွယ်ချက်ကဒီလို incursion တွေကိုသူ့နည်းသူ့ဟန်နဲ့ထိန်းချုပ်ဖို့ဖြစ်လာမှာပါ။နံပါတ်4 Ant-Man and Wasp Quantumaniaကန်ရဲ့ဇက်ကွက်တွေပြောင်းလဲသွားပေမဲ့ Quantum Realm ရဲ့သဘောတရားနဲ့ Multiverse စစ်ပွဲတွေဘယ်လိုဖြစ်နိုင်တယ်ဆိုတဲ့နိုင်ငံရေးအခြေအနေကိုသဘောပေါက်စေပါတယ်။နံပါတ်5 Deadpool and Wolverine 2024 Ancha Being သဘောတရား Universe တစ်ခုလုံးကိုထိန်းထားတဲ့အဓိကဇက်ကောင်နဲ့ The Void နယ်မြေအကြောင်းပုံမရှင်းလင်းလာစေပါတယ်။ Fox Marvel Universe တွေကို MCU ထဲဘယ်လိုပေါင်းစည်းမလဲဆိုတာကိုဇလန်းကိုစဖွင့်ပေးခဲ့ပါတယ်။နံပါတ်6 The Fantastic Four and Faster Dr. Doom ရဲ့အဓိကရန်ဘက်ဖြစ်တဲ့ Reed Richards, Mr. Fantastic တို့မိသားစုအကြောင်းမိတ်ဆက်ပေးတဲ့ကားပါ။ Marvel Comics မှာ Doom နဲ့ Fantastic Four ဟာခွဲမရတဲ့ပြိုင်ဘက်တွေဖြစ်လာတာကြောင့်ဒီဇက်ကားက Doomsday ရဲ့ဓာတ်ရိုက်မိတ်ဆက်အဖြစ်ရှိနေပါမယ်။နံပါတ်9 Iron Man 2008 and Avengers Endgame 2019 Robert Downey Jr. က Doom အဖြစ်တရုပ်ဆောင်မှာဖြစ်လို့ MCU hero တွေအထူးသဖြင့် Spider-Man နဲ့ War Machine ရဲ့စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုဟာကြီးမားပါလိမ့်မယ်။ကမ္ဘာကြီးကိုကယ်တင်ခဲ့တဲ့ Tony Stark ရဲ့မျက်နှာနဲ့ကမ္ဘာကိုသိမ်းပိုက်မဲ့ Doom အဖြစ်မြင်ရမယ့် drama ကိုခံစားဖို့ဒီဇက်ကားကိုပြန်မှတ်မိနေဖို့လိုပါတယ်။ဒီဇက်ကားရှစ်ကားကိုကြည်ထားမဲ့ဆိုရင် Avenger Doomsday ရုံတင်တဲ့အချိန်မှာ Multiverse ဇက်ကွက်တွေကိုတစ်ချက်မှမလွတ်တမ်းအပြည့်အဝနားလည်နိုင်မှာပါ။မိတ်ဆွေတို့ရော Robert Downey Jr. ရဲ့ Dr. Doom ကိုဘယ်လိုပုံစံနဲ့ဇာတ်လမ်းဆင်လာမလဲထင်ပါတယ်လေ။ comment မှာဆွေးနွေးသွားကြပါဦး။ဗီဒီယိုကို like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့ဦးဗျာ။ဟုတ်ကဲ့ကျွန်တော်က Zavlog ရဲ့ဟိန်းထက်အောင်ပါခင်ဗျာ။